လွန်ခဲ့တဲ့15နှစ်ကကောင်လေးတယောက်ဟာလင်းလန်တင်ကြောင်ချက်ခံရတဲ့ရေသူမလေးတစ်ကောင်ကိုဒေါ်လာတန်း900ပေးပြီးကဲတင်ခဲ့မှုပါလေအဲ့ဒီချိန်ကစပြီးရေသူမလေးဟာသူ့ပေါ်အချစ်သက်ဝင်ခဲ့တာပေါ့အချိန်ဒီကုန်လွန်ပြီးနောက်ကောင်လေးရဲ့မိသားစုစီးပွားရေးဟာပွက်စီးလို့နီးပါအခြေအနေကိုရောက်လာခဲ့ပါတယ်ဒါကိုသိတဲ့ရေသူမလေးဟာကျေးဇူးဆက်ဖို့အတွက်သူမရဲ့မိခင်စီမှာအကူအညီတောင်းခဲ့ပါတယ်ရေဘီရင်ကကောင်လေးလူမိသားစုရဲ့ငါးဖမ်းလုပ်ငန်းတွေမှာငါးမီအမင်းမပြတ်ရရှိအောင်ကူညီပေးမယ်လို့ကတိပေးခဲ့ပြီးမြသူသမီးနဲ့လက်ထပ်ရမယ်ဆိုတဲ့အခြေအနေတရက်ကိုတောင်းဆိုခဲ့ပါတယ်ကောင်လေးရဲ့ဖခင်ကဒီသဘောတူညီချက်ကိုလက်ခံလိုက်တဲ့အခါမှာတော့ရေဘီရင်ဟာသူသမီးရဲ့လေဘင်းကဘားဟာတွေကိုပိတ်ပစ်လိုက်ပြီးအမီးကိုလည်းလူသားခြေထောက်တွေအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်ဒါပေမဲ့တတိပေးချက်တစ်ခုကတော့ကုန်းပေါ်ရောက်ရင်ဘတော်မှငိုလို့မဖြစ်ဘူးသုံးချိန်ထပ်ပို့ပြီးငိုမိရင်ခန္ဓာကိုယ်ဟာရေပွက်တွေအဖြစ်ပြောင်းလဲသွားမယ်ဆိုတာပါပဲရေသူမလေးကတော့သူမချစ်ရောက်သူနဲ့အတူပျော်ရွှင်အောင်နေထိုင်မှမယ်လို့သစ္စာဆိုခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းလက်ထပ်ပြီးတဲ့အခါမှာတော့သူမချစ်ရတဲ့သူကသူမကိုအလွန်အမင်းမုန်းတီးနေတာကိုသိလိုက်ရပါတယ်အကြောင်းရင်းကတော့သူ့ရဲ့ဖခင်ဖြစ်သူဟာရေသူမလေးနဲ့လက်ထပ်ဖို့အတွက်သူ့ရဲ့ပထမအချစ်ရီစာဟောင်းကိုတခြားနိုင်ငံကိုအတင်းနှိမ်ထုတ်ခဲ့လို့ပါပဲဖခင်ဖြစ်သူကွယ်လွန်သွားတဲ့အခါမှာတော့သူဟာအဲ့ဒီအမျိုးသမီးကိုချက်ချင်းပြန်ခေါ်ခဲ့ပါတယ်ထိုအမျိုးသမီးမှာတခြားသူနဲ့ရတဲ့ကလေးတယောက်ရှိနေပေမဲ့သူကတော့အချစ်မပြတ်ပဲဂရုစိုက်နေခဲ့ပါတယ်သူတို့နှစ်ယောက်ပျော်ရွှင်နေတာကိုကြည့်ပြီးရေသူမလေးဟာဝမ်းနဲ့လို့ပထမဆုံးအချိန်မျက်ရည်ကျခဲ့ရပါတယ်အဲ့ဒီမျက်ရည်ဟာချက်ချင်းပဲပလဲလုံးချေပြောင်းလဲသွားခဲ့ပါတယ်ဒါကိုရီစာဟောင်းဖြစ်သူကမြင်သွားပြီးရေသူမရဲ့မျက်ရည်ကပလဲဖြစ်နိုင်တယ်ဆိုတာသူမသိနေပါတယ်ရေသူမလေးကသူမရဲ့ဖြိုးကွက်ချက်ကိုဖုံးကွယ်ဖို့နားကတစ်ဖက်ကိုဖြုတ်လိုက်ပြီးနားကပလဲပြုတ်ကြတာပါလို့လိန်ပြောခဲ့ပါတယ်ဒါပေမဲ့ရီစာဟောင်းကအမှန်တရားကိုသိကျင်တာကြောင့်အမျိုးသားကိုအတင်းခိုင်းပြီးရေသူမလေးရဲ့လက်ထဲကပလဲကိုလူယူခိုင်းခဲ့ပါတယ်ပလဲကိုစစ်ဆေးကြည့်ပြီးတဲ့နောက်ဒါဟာရေသူမရဲ့မျက်ရည်ဆိုတာသူမအသေးချာသိသွားခဲ့ပါတယ်ဒါကြောင့်သူမကပလဲကိုတမင်လွင့်ပြလိုက်ပြီးနင်းဆန်းတဲ့မျက်ရည်တွေကတန်ဖိုးမရှိပါလားလို့ကဲရည်လောင်ပြောင်းခဲ့ပါတယ်ဒီစကားကိုကြားတော့ရေသူမလေးရဲ့သမီးဖြစ်သူကစိတ်ဆိုးမှန်ဆိုးနဲ့ဒါမိမရုပ်ပဲလို့ပြန်ပြောခဲ့ပါတယ်ဒါကိုအမျိုးသားဖြစ်သူကမြင်တဲ့အခါမှာတော့ရေသူမလေးနဲ့သမီးဖြစ်သူကိုကိုယ်တောင်ထဲမှာပိတ်လောင်ထားလိုက်ပါတယ်မိမိတို့ပေါ်ရက်ဆက်လုံးနဲ့အမျိုးသားရဲ့လောက်ရကြောင့်ရေသူမလေးဟာဒုတိယအကြိမ်မျက်ရည်ကျခဲ့ရပြန်ပါတယ်အဲ့ဒီချိန်မှာသူမရဲ့ခြေထောက်တွေမှာငါးအကြီးခွင်တွေပေါ်လာပါတော့တယ်အဲ့ဒီချိန်မှာလည်းရေစာဟောင်းဖြစ်သူကကိုတောင်ထဲကိုမောင်မစွာနဲ့ဝင်လာပြီးငါးအကြီးခွင်တွေကိုမြင်တဲ့အခါမှာအလွန်အမင်းဝမ်းသာသွားခဲ့ပါတယ်ရေသူမလေးကနင်ဘာတွေလုပ်ဖို့ကြံစီနေတာလဲလို့မေးတဲ့အခါမှာတော့ရေစာဟောင်းကရေသူမသားစာညင်ထာဝရအသက်ရှည်တယ်ဆိုတဲ့ကောလာဟာကိုငါကိုယ်တိုင်စမ်းသပ်ကြည့်ခြင်းလို့လေလို့ပြန်ပြောခဲ့ပါတယ်နောက်ပြီးသူမကအမှန်တရားတစ်ခုကိုလည်းဖွင့်ပြောပြပါတယ်တကယ်တမ်းသူမကအရင်ကငွေမှတ်လို့ဒေါ်လာတန်း900ယူပြီးအမျိုးသားကိုထားခဲ့တာဖြစ်ပြီးဘယ်တော့မှလည်းမချစ်ခဲ့ဘူးလို့ဆိုပါတယ်ဒါပေမဲ့အမျိုးသားကတော့ဒါတွေကိုမသိပဲရေသူမလေးကြောင့်သာလောင်းခွဲခဲ့ရတာလို့အထင်လွဲပြီးအပြစ်တင်နေပါတယ်ဒါပေမဲ့အဲ့ဒီလိုမောင်မစွာရိုင်းဆိုင်စွာပြောဆိုနေချိန်မှာပဲအမျိုးသားဖြစ်သူဟာသူတို့ရှိတာစီကိုရှောက်လာနေပြီဆိုတာကိုတော့ထိုအမျိုးသမီးလုံးဝမသိရှိခဲ့ပါဘူး